မာတင်နယ်လီရဲ့ဟတ်ထရစ်သွင်းခွင့်နဲ့အတူနောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်တဲ့အာဆင်နယ်အားလုံးမင်္ဂလာပါများ WBAH Sports ဆောင်ကနေပြန်လည်ကြိုလိုက်ပါရစေ။အာဆင်နယ်အသင်းကတော့ FA ဗလာတနေ့အဆင့်မှာ Portsmouth ကို၄ဂိုးတခုနဲ့ဂိုးပြတ်နိုင်ပွဲရယူပြီးစတုတ္ထအဆင့်ကိုတက်လှမ်းသွားပြီဖြစ်ပါတယ်။ Ancient Portsmouth အသင်းကပရာပိုင်းအစမှာတင်အာဆင်နယ်အသင်းကိုအံ့အားသင့်အောင်လှုပ်ပြနိုင်ခဲ့ပြီး3မိနစ်မှာပဲ Bishop ကကီးပါရဲ့ပုတ်ထုတ်ကာကွယ်မှုကိုအပြင်းကန်သွင်းပြီးဥဆောင်ကိုရောက်ခဲ့ပါတယ်။အာဆင်နယ်အသင်းကအတေကန်ဘောကနေချက်ချင်းဆိုတော့တုတ်ပြန်ခဲ့ပြီးနော်ဂတ်ကဂိုးသွင်းယူနိုင်ခဲ့တဲ့ထင်ခဲ့ပေမဲ့လည်းဘောလုံးကဒေါ်ဆယ်နဲ့ဂိုးပေါက်ထဲကိုဝင်သွားခဲ့လို့အုံးကိုးသာတတ်မှတ်ခံခဲ့ရပါတယ်။ Asian Portsmouth အသင်းကအာဆင်နယ်အသင်းကိုအံ့အားသင့်စရာကောင်းလောက်အောင်မမာတန်နဲ့တုတ်ပြန်ကစားနိုင်ခဲ့ပြီးဂိုးပေါက်ချင်းချောက်မှုတွေလည်းပြုလုပ်နိုင်ခဲ့ပြီး25မိနစ်မှာမာတင်နယ်လီကနောက်ထပ်တစ်ချိန်ထောက်ကန်ဘောကနေမာရိုအက်ကီဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုခေါင်းတိုင်အဆုံးတက်ပြီးဥဆောင်ကိုသွင်းယူနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးကန်ဒီမှာအာဆင်နယ်ကဆွန်ဆန်ကမာရိုအက်ကီကိုပြစ်တဲ့ဘောကျူးလွန်ခဲ့တာကြောင့်ပနတီရခဲ့ပြီးပနတီကိုမာရိုအက်ကီကပဲကန်သွင်းခဲ့ပေမဲ့ဂိုးတိုင်မေးဝိုက်ထွက်ပြီးလွဲချော်သွားခဲ့တာကြောင့်ဂန်နာတို့နောက်ထပ်ဥဆောင်ကိုရမဲ့ခွင့်နဲ့လွဲချော်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စားပြီး6မိနစ်ကြာမှာပဲမာတင်နယ်လီကဂါရီယယ်ဂျေဆူးရဲ့ညာတောင်ပံကနေဖျက်တင်ပေးမှုကိုတစ်ချက်ထိပိတ်သွင်းခဲ့ပြီးတတိယမြောက်ဥဆောင်ကိုသွင်းပေးခဲ့ပါတယ်။ဂန်နာတွေကနောက်ထပ်ဥဆောင်ကိုတွေရရှိဖို့အတွက်ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးလာခဲ့ပြီး82မိနစ်မှာမာတင်နယ်လီကဟတ်ထရစ်ဖြစ်မြောက်စေမဲ့သွင်းကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ဒီအချိန်မှာမာရိုအက်ကီကသူ့ရဲ့ဒုတိယမြောက်ဖန်တီးမှုကိုပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးတောက်ကန်ဘောကနေဖျက်တင်ပေးဖို့ခဲ့မှုကို Portsmouth နောက်ခံလူတွေမရှင်းထုတ်နိုင်ခဲ့ပြီးမာတင်နယ်လီကဂိုးပေါက်နဲ့အနီးကပ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။မာတင်နယ်လီအတွက်တော့ပထမဆုံးစီနီယာကစားမပွားဟတ်ထရစ်သွင်းကိုဖြစ်လာခဲ့ပြီးအာဒီတာရဲ့အသင်းက FA ဗလာစတုတ္ထအဆင့်ကိုရင်ကုန်စိတ်လုံရှားစရာပွဲတော်ပေးစွမ်းပြီးတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ WBH မှာတရားမရိုးကျအမောင်းပေါ်ရီဂိုးပေါက်တွေကနေကွဲထွက်နေတဲ့ both thin to score current score တွေကိုမြန်မာဘန်ထိုင်းဘန်များဖြင့်လွယ်ကူစွာစော်ကစားနိုင်ပါပြီ။